မိဘအပေါ်ကိုသိန်းလေးတောင်းခွဲတဲ့အိမ်နဲ့သိန်းတစ်တောင်းငွေသားပေးထားတဲ့သားလိမ်မပိုင်တကိုကြောင့်ဖွေးစားလိုက်တဲ့ကျော်လိန်ဒီအပိုင်းလိုက်ပေါ်မှာစုညံဆုံးဖြစ်နေတာကတော့မင်းသားချောပိုင်တကိုမိဘမသိတဲ့သားမိုက်ဆိုပြီးဝေဖန်နေကြတဲ့အတန်တွေပါပဲမိခင်ဖြစ်သူဒေါ်ကျူကျူကိုယ်တိုင်ကလည်းချွေးမဖြစ်သူလင်းမြတ်ဘူးရဲ့ဆက်ဆက်ပေါ်ကွာဟာချက်တွေနဲ့အိမ်ပေါ်ကဖေရှားကြတဲ့အကြောင်းတွေကိုရုပ်ပွက်လာတော့ပရိသတ်တွေရဲ့ဒေါသကပိုင်တကိုစီကိုအတီးသွားခဲ့ပါတယ်ဒါပေမဲ့ဒီကိစ္စမှာပရိသတ်တွေမသိသေးတဲ့ပစံဟောင်းသားဖြစ်သွားစေမယ်ကိန်းနဲ့ချက်လက်တွေကိုပိုင်တကွန်ရဲ့ဆရာရင်ဖြစ်သူချိုလင်းကအတီးအလင်းဖွင့်ချလာခဲ့ပါပြီပိုင်တကွန်မိခင်ဖြစ်သူရဲ့ပြောစကားအရပိုင်တကွန်ဟာအရှင်ကသားလိမ္မာလေးဖြစ်ခဲ့ပေမဲ့အိမ်နောက်စပြီးနောက်မှာတော့ဇနီးတဲ့ရဲ့ဩဇာလက်မှုမှုအောင်ရောက်သွားတယ်လို့ဆိုပါတယ်ဇနီးတွေကမိဘတွေကိုမတူမတန်သလိုဆက်ဆံတာအစင်နဲ့ခွဲခြားတာတွေကိုဝေမကြားတဲ့အပြင်မိဘတွေကိုပါမျက်ကွယ်ပြုထားရဆိုတဲ့ဆွဆွဲချက်တွေကြောင့်ပိုင်တကွန်ဟာတရက်ခက်တယောက်လိုဖြစ်နေခဲ့ပါအဲ့ဒီအချိန်မှာပဲနုပညာလောကရဲ့ဖခင်တယောက်လိုဖြစ်နေတဲ့ဂျိုလင်ဟာပိုင်တကွန်ဘက်ကနေမနေနိုင်တော့ဘဲနဲ့ဝင်ရောက်ရှင်းလင်းလာပါတယ်ဂျိုလင်ပြပြတဲ့အချက်တွေဟာတော်ယုံသားသမီးတယောက်မလုံနိုင်တဲ့အရာတွေပါပိုင်တကွန်ကမင်လာမဆောင်ရင်လူပြိုဘတွေကရသမျှနုပညာကြီးကောလောကမိဘလက်ထက်အပ်ခဲ့တဲ့သားတယောက်ပါဒါရီမကားသေးပါဘူးအခုမိဘတွေနေထိုင်မှုတွေမြောက်တကုံမှာတန်မုံငွေသိန်း4000ခွဲတဲ့တဲကြီးရှိတဲ့အင်ဂျီတစ်လုံးကိုဝယ်ယူပေးခဲ့ပါတယ်အရေးကြီးသောအချက်ကဒီအိတ်ကိုမိဘနှစ်ပါးမြေပေါင်းနဲ့ဂရန်မြေပဝယ်ပေးခဲ့တာဖြစ်ပါတယ်ဒါပြင်လက်ထဲမှာ30ဝတ်အတွက်ငွေသားသိန်း1000ကိုပါကြောခဲ့တဲ့သားတယောက်ဖြစ်ကြောင်းသက်သေနဲ့တကွာပြောကြားလာပါတယ်စဉ်းစားကြည့်ပါပရိသတ်ကြီးခေတ်ကာလတန်မိုးရသိန်း5000ခွဲလောက်မိဘကိုထောက်ပံ့ခဲ့တဲ့သားတယောက်ကိုမိဘမသိတတ်ဘူးလို့ပြောဖို့ဆိုတာယုံကြည်မရှိပါဘူးရဝတ္တိပစ္စည်းပံ့ပိုးမှုဟာမြေတားကိုပြေဝကိုစားမပြစ်ဘူးဆိုရင်တောင်မှဒီလောက်ပမာဏကိုပေးရခဲ့တာဟာသားတယောက်ရဲ့ကျေးဇူးတည်တတ်မှုကိုထင်ရှားပြသနေတာပါပဲဂျိုလင်ကတော့ဒီလောက်လှုပ်ပေးထားတဲ့သားကိုမနေမှာဘူးပြောရင်ကျန်တဲ့သားသမီးတွေဖယ်ပြေးခဲ့ရမလဲဆိုပြီးတော့မိကိုထုတ်ခဲ့ပါတယ်။ဒါဆိုရင်ဘာလို့မိခင်ဖြစ်သူကခုလိုတွေပြောနေရတဲ့အပေါ်မှာဂျိုလင်ကပုတ်ပွက်လေးလေးတုံ့တက်ထားပါတယ်။ဒါမြန်မာမိဘတွေရဲ့အတားလို့ဆိုပါတယ်။မြန်မာမိဘတော်များသားသမီးကိုတပွားလုံးကိုပိုင်ဖြစ်သိမ့်ပိုက်ထားခြင်းကြတယ်။သားသမီးအိမ်အောင်ကျသွားရင်တောင်မှကိုယ့်ရင်ခွေးအောက်မှာလွတ်သွားမှာကိုစိုးရိမ်ပြီးချွေးမတမက်နဲ့ဆင်ပြေတဲ့အခါသားသမီးတွေကိုပါအပြစ်တင်တဲ့သဘောတဘာဝရှိတတ်တယ်လို့ထောက်ပြပါတယ်။မိခင်ကြီးရဲ့စိတ်ထဲမှာသားကိုဆုပ်လျှော့လိုက်ရပြီဆိုတဲ့အစွဲနဲ့ပူလောင်ပြီးအခုလိုတွေပြောဆိုမိတာဖြစ်နိုင်ကြောင်းဒါကိုပရိသတ်တွေအနေနဲ့နားလည်ပေးဖို့လိုကြောင်းပြောကြားခဲ့ပါတယ်။အခုခါမှာတော့လူတွေကတော့ပိုက်တကိုအမေကိုတနာနေကြတာဖြစ်ပါတယ်။ပန်နီကွန်ကတော့တီလေးတွေနဲ့ပြောနေတာပါ။ပရိသတ်ကြီးအသိမ်းပေါင်း9000ခွဲကျော်ပေးအပ်ပြီးကျေးဇူးဆက်ခဲ့တဲ့ပိုက်တကိုသားလိမ္မာလိုပဲတတ်မှတ်မလား။ဒါမှမဟုတ်မိခင်ပြောသလိုစိတ်တဲ့ပြောင်းလဲသွားသူလိုပဲမြင်မလား။ဂျုံလေးရဲ့ပြောစကားတွေပေါ်မူတည်ပြီးတော့ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းကွန်မန့်မှာမျှဝေဆွေးနွေးပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝေစားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့တော့လည်းပဲနှုတ်ဆက်ခဲ့ကြပါရစေ။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါရင်းနဲ့ပဲဒီနေ့ရဲ့အစီအစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်။